ဒီငတ်မမေဟာအရန်ကိုပေါ့ဆာလုံးပါတယ်သူမဟာဦးတလုံးဦးတိုင်းခိုင်မာမှုမရှိတဲ့အတိုက်လေးတစ်ခုကိုပဲတိဆောက်လေးရှိပါတယ်ပြီးရင်တော့ဒီကိုင်းကြောင့်နည်းနည်းပပကိုအပေါ်တင်ပြီးနောက်လည်းမသိပဲပြန်ထွက်သွားပါတော့တယ်ငှက်ကလေးဟာသူ့ဘာသူပဲအသက်ရှင်အောင်ကြိုးစားရမှာဖြစ်ပြီးဦးကနေအကောင်ပေါင်းမပေါက်ဆိုတာကကန်တရားပေါ်မှာပဲမူတည်နေပါတယ်ပိုဆိုးတာကငှက်မမေထွက်သွားပြီးမကြခင်မှာပဲလေပြင်းနေတိုက်ခတ်လာပါတယ်အတိုက်လေးဟာလေထဲမှာအနေရရှိစွာရင်ထိုးနေခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့အောက်ကမီကိုရိုင်းနေဟာတုံခါနေတာကြောင့်ဥရီကိုပြုံးမပြအောင်ထိန်းထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လေကအရန်ပြင်းလုံးတာကြောင့်တစ်စက္ကန့်လုံးထပ်သွားတဲ့အချိန်မှာဥလေးတစ်လုံးဟာအပြင်ကိုလိမ့်ထပ်သွားခဲ့ပါတယ်။အဲဒီဥလေးကအမိုးအစွန်းထိရောက်သွားခဲ့ပြီးအမိုးပေါ်ကနေတဖြည်းဖြည်းလိမ့်ကျလာခဲ့ပါတယ်။ပြုတ်ကျကန်ဒီအချိန်မှာတော့ဂျိုဒုဆလောင်းလေးတစ်ခုကဥလေးလိမ့်ကျနှုတ်ကိုနှိကွေးသွားအောင်ထိန်းညှိပေးပြီးသူ့ရဲ့အောက်ထဲကိုဆွဲတင်ကကဲတင်လိုက်ပါတယ်။အကြောင်းတင်သွားတဲ့ဥလေးကိုကြည့်ပြီးဆလောင်းလေးကစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်သူဟာအနီးနားကတစ်ကိုင်း6တွေကိုအမြန်စုဆောင်းပြီးလေတံနဲ့မိုးရန်ကိုကာကွယ်ဖို့ဥလေးကိုအုံမိုးထားပေးခဲ့ပါတယ်။သူဆောက်ရှောက်လိုက်တဲ့နေ့ကစပြီးရာသီဥတုတန်နေဥလေးရဲ့ပေါ်ကိုမကြောက်ရောက်စေဖို့သူဟာအပြေးအဝကာကွယ်ပေးခဲ့ပါတယ်။ဆလောင်းလေးဟာမနာတဲ့အလုံးလုံးနေခဲ့ပေမဲ့စူးစမ်းမှုဟာအောင်မြင်လိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်။ဘနေရာဒီကုံလွန်သွားမှမသိတဲ့မနက်မှာတော့မိခိုးကောင်းနိုင်ပေါ်ကဥတွေဟာအကောင်ပေါက်လာပြီးချစ်စရာကောင်းတဲ့ငှက်ပေါက်လေးတွေကိုမြင်ရတဲ့အခါဆလောင်းလေးကအယံဝမ်းသာသွားခဲ့ပါတယ်။သူကာကွယ်ပေးရတဲ့ငှက်ပေါက်လေးကဘယ်လိုပုံစံလဲဆိုတာကိုကြည့်ကျင်တာကြောင့်တစ်ကိုင်းချောက်တွေကိုအမြန်ဖယ်လိုက်ပါတယ်။ဒါပေမဲ့သူတွေးလိုက်ရတာကတော့ကွဲအပ်နေတဲ့ဥခွန်တွေပါပဲ။ဆလောင်းလေးဟာသူ့ရဲ့ငှက်ပေါက်လေးကိုမကာကွယ်နိုင်ခဲ့ဘူးထင်ပြီးထိတ်လန့်သွားပါတယ်။ဒါကြောင့်သူဟာအသေးအတန်ရှာဖွေကြည့်လိုက်တဲ့အချိန်မှာပဲစုထားတဲ့တစ်ကိုင်းချောက်ပုံကြီးကလှုပ်ရှားလာပြီးအထဲကနေအစိမ်းအောင်ငှက်ပေါက်လေးတစ်ကောင်ထွက်လာပါတော့တယ်။ပြီးတော့ပါပြီ။